ပြီးတစ်ဖက်ကဗတိနော်အဲ့ဒါရအခုလုံးခြေသားကြီးစုပြီးတော့ကျွန်တော်ဒီကိုအကြောင်း9 နာရီအရောက်နေတာခင်ဗျာဝေးသမားကိုဒီရှင်းနိုင်လို့ကြောက်ပြောအဲ့ဒါမရှိခွဲလိုက်ရကျွန်တော်ကဘယ်ရေးကြည့်ဟုတ်တယ်ဘယ်ထွက်လာမရဘူးဟုတ်တယ်ကျွန်တော်ဝေးရဖွဲ့တယ်တမန်စုစည်းရနေရတယ်တောက်တော့ထောက်ကနေပွဲမလို့တောက်တော့ရဲ့ပေါ်ကျူးတော့တောက်တော့ကျွန်တော်ကပေါ်ကျူးတော့ဖြစ်ပါတယ်ဟောမြို့ဘာသာသာသနာကိုစောင့်ရှောက်တော့မြန်မာတက်တော့ထောက်ခံပါသည်ဆိုင်ပုတ်နေတယ်ကျွန်တော်လုံးနော်နောက်ပြီးတော့ယခုရေးချင်ပြီးတော့အသည့်ရေးချင်ပေးတာအသည့်ရေးချင်ပေးတာ UEC ကိုကြိုးစိုးပါတယ်ရေးချင်ပေးတာတဲ့ UEC အသည့် UEC အသည့်ကိုကျွန်တော်ကြိုးစိုးတယ်ပြီးဒီမိုကရေစီစနစ်ကိုပေါ်ဆောင်ပေးပြီးတော့မြန်မာတက်တော့ထောက်ခံပါသည်အဲ့လိုမျိုးဆိုင်ပုတ်ကျွန်တော်6ခုရှိပါတယ်အဲ့ဒါတစ်ခွက်ကျွန်တော်ဆက်ပြီးပြောဖြစ်ပါတယ်အဲ့ဒါမျိုးလေပုံစံကကတ်ပြီးတော့မနှက်ဖြတ်ကားတစည်းကိုကျွန်တော်တို့ကပြောတာလေ2000ပေးလိုက်ပါကြည့်အောင်ပါခေါ်ခဲ့လိုက်ဖက်နဲ့2000ကျောင်းစရာပါခေါ်ခဲ့နော်ဒါကကျွန်တော်တို့ကတက်နေတော့ဆိုင်တို့ကဝိုင်းဝန်းပြီးလုပ်ပြီးဟုတ်တယ်နော်ဝိုင်းဝန်းလုပ်ကျွန်တော်ချင်းရပါတယ်ချင်းရပါကျွန်တော်တို့မလုပ်တောင်းတော့လူမရှိဘူးလို့ဖက်နေတာနိုင်ငံတော်ကျွန်တော်တို့ပြောင်းလို့ဒါကြောင့်မလို့ကျွန်တော်တို့ဝိုင်းဝန်းပြီးလုပ်ပါပြီးတစ်ဖက်ကဗတိနော်အဲ့ဒါရအခုလုံးခြေသားကြီးစုပြီးတော့ကျွန်တော်ဒီကိုအကြောင်း9 နာရီအရောက်နေတာခင်ဗျာဝေးသမားကိုဒီရှင်းနိုင်လို့ကြောက်ပြောအဲ့ဒါမရှိခွဲလိုက်ရကျွန်တော်ကဘယ်ရေးကြည့်ဟုတ်တယ်ဘယ်ထွက်လာမရဘူးဟုတ်တယ်ကျွန်တော်ဝေးရဖွဲ့တယ်တမန်စုစည်းရနေရတယ်တောက်တော့ထောက်ကနေပွဲမလို့တောက်တော့ရဲ့ပေါ်ကျူးတော့တောက်တော့ကျွန်တော်ကပေါ်ကျူးတော့ဖြစ်ပါတယ်ဟောမြို့ဘာသာသာသနာကိုစောင့်ရှောက်တော့မြန်မာတက်တော့ထောက်ခံပါသည်ဆိုင်ပုတ်နေတယ်ကျွန်တော်လုံးနော်နောက်ပြီးတော့ယခုရေးချင်ပြီးတော့အသည့်ရေးချင်ပေးတာအသည့်ရေးချင်ပေးတာ UEC ကိုကြိုးစိုးပါတယ်ရေးချင်ပေးတာတဲ့ UEC အသည့် UEC အသည့်ကိုကျွန်တော်ကြိုးစိုးတယ်ပြီးဒီမိုကရေစီစနစ်ကိုပေါ်ဆောင်ပေးပြီးတော့မြန်မာတက်တော့ထောက်ခံပါသည်အဲ့လိုမျိုးဆိုင်ပုတ်ကျွန်တော်တို့6ခုရှိပါတယ်အဲ့ဒါတစ်ခွက်ကျွန်တော်ဆက်ပြီးပြောဖြစ်ပါတယ်အဲ့ဒါမျိုးလေပုံစံကကတ်ပြီးတော့မနှက်ဖြတ်ကားတစည်းကိုကျွန်တော်တို့ကပြောတာလေ2000ပေးလိုက်ပါကြည့်အောင်ပါခေါ်ခဲ့လိုက်ဖက်နဲ့2000ကျောင်းစရာပါခေါ်ခဲ့နော်ဒါကကျွန်တော်တို့ကတက်နေတော့ဆိုင်တို့ကဝိုင်းဝန်းပြီးလုပ်ပြီးဟုတ်တယ်နော်ဝိုင်းဝန်းလုပ်ကျွန်တော်ချင်းရပါတယ်ချင်းနေပါကျွန်တော်တို့မလုပ်တောင်းတော့လူမရှိဘူးလို့ဖက်နေတာနိုင်ငံတော်ကျွန်တော်တို့ပြောင်းလို့ဒါကြောင့်မလို့ကျွန်တော်တို့ဝိုင်းဝန်းပြီး